Hello အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကျွန်တော်ဒီ US stock အကြောင်းကျွန်တော် sharing လုပ်ပေးပါမယ်ဒီနေ့မှာတော့ကျွန်တော် chapter 3ဖြစ်တဲ့ငွေအရေးအနည်းနည်းနဲ့ဘယ်လိုစရမလဲဆိုတော့ကျွန်တော်ပြောပြပေးပါမယ်ကျွန်တော်စစချင်းဒေါ်လာ100နဲ့စရဲဆိုပါစို့ဒေါ်လာ100ပဲရှိတဲ့အချိန်မှာကျွန်တော်ဈေးများ stock ကိုဝယ်မယ်ဆိုရင်ဘာဖြစ်မလဲ popular ဖြစ်နေတဲ့ stock တွေကိုဝယ်မယ်ဆိုရင်ဘာဖြစ်မလဲပေါ့ဒီမှာကျွန်တော်ဥပမာအနေနဲ့ပြောထားရဆိုလို့ရှိရင်တော့ဒီမှာ Apple stock ရှိမယ်သူက240ဝန်းကျင်ရှိမယ် Google ဆိုလို့ရှိရင်တော့183ဝန်းကျင်ရှိရဆိုပါစို့ကျွန်တော်ကြိုက်တာဝယ်လို့မရဘူးလားဆိုတော့ရပါတယ်ဒါပေမဲ့အမြတ်နည်းပါလိမ့်မယ်။Apple Store က240ပေါင်နေအချိန်မှာကျွန်တော်တို့ဒေါ်လာ100နဲ့ပဲဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်0.35 shares လောက်ပဲဝယ်နိုင်တယ်။0.35 shares အတွက်ကကျွန်တော်တို့84ကျပ်ကြ။ဝယ်တဲ့အခါမှာကျွန်တော်တို့ဒီမှာ platform fee commission တွေပါပေးရတယ်ပေါ့နော်။ဒါတော့နိုင်ငံပေါ်မူတည်ပြီးတော့တစ်ခုနဲ့တစ်ခုကွာမယ်။ platform ပေါ်မူတည်ပြီးတော့ကွာတယ်။ကျွန်တော်တို့ဒီမှာစင်ကာပူမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က test ဆောင်စရာမလိုဘူးဒါပေမဲ့ဒီ platform fee နဲ့ commission fee တွေပေးရတယ် US မှာကျတော့ကျွန်တော်တို့က test ပေးရတယ်ဒါပေမဲ့ကျွန်တော် platform fee commission fee ကမရှိတဲ့လောက်နေပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်တော့platform fee နဲ့ commission fee ကိုကျွန်တော်ဥပမာအနေနဲ့1.5 to 2 dollar ကျွန်တော်ထည့်တွက်ထားတယ်ပြန်ရောင်းတဲ့အခါကျတော့ရှင်ကျွန်တော်တို့ကအဲ့လောက်ပေးရတယ်အဲ့တော့အားလုံးပေါင်း3 to 4 dollar ကျရပေါ့အဲ့တော့ total ကုန်ကျစရိတ်ကဘယ်လောက်ဖြစ်သွားလဲဆိုတော့ကျွန်တော်တို့0.35 shares အတွက်က84ကျပ်ဒီ platform fee ဘာညာတွေကကျတော့4 dollar ဆိုကျွန်တော်ထည့်တွက်လိုက်တော့အားလုံး88ကျပ်ကျမယ်ပြီးတော့ကျွန်တော်2 dollar အမြတ်ရဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ခဏက0.35 shares အတွက်84ကျပ်ရင်းလိုက်ပြီးတော့ကျွန်တော်6 dollar ဈေးတက်တော့မှကျွန်တော်တို့ကအမြတ်2 dollar ရအဲ့တော့ကိုယ့်ရဲ့ဒီ84ကျပ်ကနေတော့ဒေါ်လာ90ဖြစ်တော့မှကျွန်တော်တို့ကအမြတ်2 dollar ရတယ်ပေါ့အဲ့လိုဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ1 share ဖြစ်တဲ့240တန် Apple stock shares ကပေါ့နော်သူက18.50ဈေးတက်တော့မှကျွန်တော်တို့2 dollar မြတ်အဲ့တော့259အထက်ရောက်တော့မှ2 dollar မြတ်မယ်ဆိုတော့ဗျာကျွန်တော်တို့ကပုံမှန်အားဖြင့်တော့ဘလို့မှဖြစ်နိုင်အဲ့တော့ကျွန်တော်တို့ကဘယ်လိုအခါမျိုးကဖြစ်နိုင်လဲဆိုတော့ဒီမှာချွင်းချက်အနေနဲ့ဆိုလို့ရှိရင်ဒီမှာ annual report ထွက်ခံနေတာမှရှိရင် news အကြီးစားတွေထွက်ခံနေအချိန်တော့မှအဲ့လိုမျိုးဈေးကခုန်တက်နိုင်တယ်ပေါ့အဲ့တော့ဒီလိုပုံမှန်ဒီ annual report တွေဘာညာမရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်က daily အနေနဲ့3 to 5 dollar လောက်ပဲဈေးကတက်နိုင်ချင်ရှိတယ်အဲ့ခါကျတော့ဗျာကျွန်တော်တို့ဒီမှာ daily trading လုပ်မဲ့လူဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိုဈေးကြီးရဲ့ဟာဝယ်မဲ့အစားပေါ့ဈေးနဲ့ပြီးတော့ဈေးအတက်ကြများတဲ့ stock ကိုရွေးတင်တယ်အဲ့မှာကိုယ့်အတွက်အမြင်များများကျန်တာပေါ့ပြီးတော့ဒီမှာကျွန်တော်တို့ trading လုပ်တဲ့နေရာမှာအခက်အခဲဆုံးအချိန်ဟာရင်းနှီးမလောက်တဲ့အချိန်အခုလိုမျိုးပေါ့ကျွန်တော်တို့ဒေါ်လာ100နဲ့စပြီးတော့ကျွန်တော်တို့ Apple Store တောက်ရလိုက်မယ်ဆိုရှင်တော်တော်လေးကိုအမြတ်ရဖို့စောင့်အောင်အဲ့တော့ကိုနဲ့တင်တော်မယ်ဒီမှာဒေါ်လာ100နဲ့စလို့ရမယ်ဟာမျိုးပေါ့နော်ဒီမှာဒေါ်လာ100နဲ့ဝယ်လို့ရတဲ့ store တွေကိုကျွန်တော်လိုက်ရှာမယ်ပြီးလို့ရှိရင်တွေ့ပြီဆိုရှင်ဈေးတက်နိုင်ချေရှိမရှိကျွန်တော်ပြန်ပြီးချင်းချင်းရလို့ရှိရင်ကျွန်တော်ရလာတဲ့အမြတ်ကိုနည်းနည်းချင်းစုပြီးတော့ကျွန်တော် reinvest ပြန်လုပ်တယ်ပေါ့နော်အရင်များတော့အဲ့ခါကြလို့ရှိရင်တော့ကိုကြိုက်တဲ့ဟာဝယ်ပြီးတော့ကြိုက်လို့ trade ရလွယ်သွားရပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်တို့ကဈေးတက်နိုင်ချေရှိရဲ့အရင်နည်းနေတဲ့ stock မျိုးကျွန်တော်ကအရင်ဆုံးလက်ရှာရမယ်ပေါ့အဲ့တော့ဒီ chapter ကတော့ဒီလောက်နဲ့ပဲပြီးသွားပါပြီအားလုံး bye bye